ခိတဂေါရမီတို့ဆိုတာဘုရားရဲ့သမီးတော်တွေထဲမှာထင်ရှားတဲ့အမျိုးသမီးလေးတူပဲသူ့ဘဝဇာကြောင်းကိုသူ့ဟာသူပြန်ပြီးတော့ပြောထားတာအဓိကထားပြီးတော့ဘုန်းကြီးတို့ပေါ့ခိတဂေါရမီဆိုတာသာဝတိပြည်ကအမျိုးသမီးတစ်ခုပဲသူ့ရဲ့ဘဝဇာလမ်းကဘယ်ချိန်မှသူဘာတွေလုပ်ခဲ့တယ်လဲဆိုတာလေးကိုပြန်ပြီးတော့သူ့ဘာသူပြောထားတာရှိဒီကနေ့ကဘာကနေပြီးတော့နောက်ပြန်ပြီးရေးလိုက်လို့ရှိရင်တဲ့ကဘာတသိန်းကောရမမြတ်စွာဘုရားရဲ့အလောင်းကိုယ်တိုင်ဟာလည်းပဲအဲ့ဒီကဘာတသိန်းတက်ကပွင့်နေဘဒုမုတ္တရဘုရားအဲ့ဒီဘုရားထံမှာဗျာဒိတ်ခံခဲ့ဘူးတယ်ဒီကဘာကပြန်ရည်တွက်လိုက်လို့ကဘာတသိန်းမှာဘဒုမုတ္တရဆိုတဲ့ဘုရားကိုပွင့်ခဲ့တယ်အဲ့ဒီဘဒုမုတ္တရဘုရားထံမှာကောရမဘုရားအလောင်းဟာဗျာဒိတ်ခံခဲ့ဘူးတယ်ကိတဂေါရမီရဲ့ဘဝလေးကအဲ့ဒီကစပြီးတော့မှတ်တမ်းရှိတယ်ပေါ့ဘဒုမုတ္တရမြတ်စွာဘုရားမတိုင်မီကလည်းသူ့ဘဝတွေရှိခဲ့မှာပဲသို့တော့အဲ့ဒီဘဝတွေအကြောင်းမှတ်တမ်းမရှိတော့သူ့ရဲ့ပါရမီဟာအဲ့ဒီကစတယ်လို့ပဲပြောနိုင်တယ်ဘဒုမုတ္တရမြတ်စွာဘုရားပွင့်တဲ့အချိန်မှာအဲ့ဒီမှာဟန္တာဝတီဆိုတဲ့နေပြည်တော်ကြီးမှာသူကအမျိုးကောင်းသမီးလေးတူသွားဖြစ်တယ်ဒါမျိုးဆိုတာအလွန်တိုက်ဆိုင်နိုင်ခဲ့တယ်ပေါ့ဘုရားပွင့်ပြီးတော့ဘုရားသတင်းသုံးတဲ့နေရာမှာလူသွားဖြစ်ရတယ်အဲ့ဒီလိုဟန္တာဝတီမှာအမျိုးသမီးလေးတူဖြစ်တဲ့အချိန်မြတ်စွာဘုရားကျောင်းတော်သွားပြီးတော့တရားပွဲတွေတရားနာအဲ့လိုတရားနာတဲ့အခါမှာသရတရားတွေအမတမထက်လာလို့မြတ်စွာဘုရားနဲ့ကိုယ်ဝယ်စိတ်ကတ်တယ်တရားကိုလည်းကိုယ်ဝယ်စိတ်ကတ်တယ်သံဃာကိုလည်းကိုယ်ဝယ်စိတ်ကတ်တယ်ဘုရားဟောတဲ့တရားကိုလည်းပဲအလွန်နှစ်ချိုက်ဒီလိုနဲ့တရားပွဲတွေကိုအမြဲမပြတ်ဆိုသလိုကျောင်းတော်မှာသွားပြီးတော့နားနေအခုလိုနားနေတာကိုကသူဒါပညာပါရမီဖြည့်နေတာပဲအဲ့ဒါလိုပါရမီဖြည့်လို့စိတ်ကောင်းနှလုံးကောင်းနဲ့မြင့်မြတ်တဲ့လူတွေရဲ့လုပ်ငန်းလုပ်တော့ဒီနေ့မှာအဲ့ဒီဘဒုမုတ္တရမြတ်စွာဘုရားကဘုရားရဲ့သမီးတော်ဘိက္ခုနီတစ်ပါးကိုပရိသတ်၄ပါးရဲ့အလယ်မှာဂုံကျွေးစုတွေကိုပြောပြီးတော့သူ့ရဲ့ထူးချွန်မှုကိုဂုံပြုတဲ့အနေနဲ့ဧတရက်ဘွဲ့သူဖြင့်ချီးကျူးနေတဲ့အခမ်းအနားတစ်ခုသူရောက်သွားအဲ့ဒီဘိက္ခုနီမကသူများတဲ့ထူးချွန်ပြီးတော့အဝတ်အစားနဲ့ပတ်သက်ပြီးတော့အမတန်မှချိုးချိုးချမ်းချမ်းကောင်းတယ်ဆိုတဲ့အဝတ်ကိုဘယ်တော့မှမဝတ်ဘူးသုတ်တန်တစ္ဆသင်္ချိုင်းဝါမှာပြစ်ထားတဲ့အဝတ်တွေကမကောင်းတဲ့အဝတ်ကိုမှရွေးပြီးတော့ဖွတ်လျော်ချုပ်ဆက်ပြီးတော့အဲ့ဒီအဝတ်မျိုးကိုဝတ်တယ်ရှိနော်ဘုန်းကြီးတို့တွေကြတော့ရှင်မကောင်းတဲ့အဝတ်ကိုမိုးချင်ဘူးကောင်းတာလေးရွေးတာဟုတ်ကလားဒီအဝတ်ကလေးကအစင်းလှသလားဒီအဝတ်လေးကပိုကောင်းသလားဆိုတာကိုလောကလူတွေမှာကြည့်ရင်ကောင်းတာလေးပဲရွေးကြတယ်မကောင်းတာဘူးမှမယူအဲ့ဒီဘိက္ခုနီမကတော့မကောင်းတဲ့ဟိုပဲရွေးဝတ်တယ်ဘာကြောင့်ဒီလိုလုပ်တာတော့ဆိုရင်သူ့ရဲ့လောဘချိုးနှိမ်တာပဲတတန်တရားလုံးအကောင်းကြိုက်လာတာသူလည်းမကြိုက်တာတော့မဟုတ်ဘူးเนาะတတန်တရားလုံးအကောင်းကြိုက်လာတဲ့တဏှာရဲ့အတွေးအမြင်တွေကိုဖယ်ရှားပစ်ပြီးတော့အေးသူ့စိတ်ကိုသူဆုံးမတဲ့အနေနဲ့မကောင်းတာကိုမှရွေးပြီးတော့ဝတ်ဆင်တယ်အဲ့ဒါလို့ဝတ်ဆင်တော့ဘိက္ခုနီတွေထဲမှာသူကအမတန်မှထင်ရှားတယ်ပေါ့ခေါင်းပါတဲ့နွမ်းနယ်တဲ့သင်္ကန်းကိုပါဠိဘာသာနဲ့လူခစီဝရလို့ခေါ်တယ်လူခစီဝရကြမ်းတမ်းတယ်ညံ့တယ်နော်မကောင်းဘူးဆိုတဲ့အများကမလိုချင်တဲ့အဝတ်
အဲ့ဒီသင်္ကန်းမျိုးကိုမှသူကရှာပြီးတော့ဝတ်သည့်အတွက်ကြောင့်ခေါင်းပါတဲ့သင်္ကန်းကိုဝတ်ယုံတဲ့နေရာမှာတော့အမတန်အထူးချွန်ဆုံးပဲလို့ဘုရားမြတ်စွာကဧတရက်ရာဓုဖြင့်ဂုဏ်ပြုတာအဲ့ဒီဂုဏ်ပြုတဲ့အခမ်းအနားကိုသူရောက်သွားတဲ့အခါကျတော့သူ့စိတ်ထဲမှာသိသဘောကျသွားတယ်သူကိုယ်သူလည်းကြည့်မိပါလိမ့်မယ်ငါကြတော့ကောင်းတာတွေကြီးပဲဝတ်တာကောင်းတာတွေဝတ်သည့်အတွက်ကြောင့်အဝတ်အကောင်းဝတ်လို့ဆိုပြီးတော့ဂုဏ်ပြုတာမရှိဘူးလေဂုဏ်ပြုမခံရဘူးကြည်စံခေါင်းခေါင်းဖားဖားအညံ့ဆုံးအဝတ်ကိုမှဝတ်တဲ့ပုဂ္ဂိုလ်ကြတော့ဂုဏ်ပြုခံရတယ်သူများနဲ့မတူတဲ့စိတ်ဓာတ်နော်အဲ့ဒီစိတ်ဓာတ်ကလေးသူပေါ်လာတယ်ပေါ်လာတဲ့အခါကျတော့သူ့စိတ်ထဲမှာဆွဲဆွဲမြဲမြဲအဲ့ဒီဘိက္ခုနီမကိုသိအားကြတယ်ခုခေတ်လေလူတွေကောင်းရနဲ့ပတ်သက်ပြီးတော့ဒီလိုမြင်ကြရကြားကြလို့ရှိရင်အားကြတယ်ဆိုတာပေါ်တာပဲပေါ့နော်လူတိုင်းကအားကြလားလို့ဆိုတော့မကြဘူးကိုယ်ဝါဒနာကိုယ်စိတ်ဓာတ်နဲ့ကိုင်းညီသွားတဲ့အချက်တွေကြတော့အားကြကြတယ်လူတွေမှာကိတံဂေါရမီဖြစ်လာမဲ့အမျိုးသမီးငယ်အဲ့ဒီအချိန်တုန်းကဒီဘိက္ခုနီမရဲ့အသွင်အပြင်ထိုဘိက္ခုနီမရဲ့ဖျားကိုယ်တိုင်ကနေပြီးတော့ချစ်ကျူးပြီးဂုဏ်ပြုတာအမတန်မှအားကြတယ်ငါလည်းပဲဒါမျိုးဖြစ်ချင်လိုက်တာဒါမျိုးဖြစ်ချင်လိုက်စိတ်ထဲမှာအဲ့လိုဖြစ်ချင်လိုက်တာဆိုပြီးကုသိုလ်ကောင်းမှုတွေလုပ်တယ်သူ့စိတ်ထဲမှာဒါပဲစွဲနေတယ်ဘုရားမှုရှိတဲ့သံဃာတွေပင့်တယ်ဆွမ်းကတ်တယ်သီလဆောက်တည်တယ်တရားနာတယ်ကုသိုလ်ကောင်းမှုတွေကိုမြတ်စွာဘုရားထံခွင့်ပန်ပြီးတော့သံဃာတွေကိုပင့်ဆွမ်းကတ်ခွင့်ပန်ပြီးနောက်ဆုံးမှာသူကုသိုလ်ပြုလုပ်တဲ့အခမ်းအနားတစ်ခုမှာလျှောက်တယ်အရှင်ဘုရားတဲ့အရှင်ဘုရားကနေပြီးခေါင်းပါတဲ့သင်္ကန်းကိုဝတ်ယုံတဲ့ဘိက္ခုနီမတဦးကိုဂုဏ်ပြုပြီးတော့ဧတရက်ဘွယ်ထုဖြင့်ချီးကျူးတော်မူပါတယ်တပည့်တော်လည်းပဲအခုလုပ်တဲ့ကုသိုလ်တွေဟာအဲ့ဒီလိုဘိက္ခုနီမျိုးတပည့်တော်ဖြစ်ချင်လိုက်တာဗျာဖြစ်ပြရစေပါဟောဒီကုသိုလ်ကောင်းမှုကြောင့်တပည့်တော်အဲ့ဒါမျိုးဖြစ်ချင်လိုက်တာဖြစ်ပြရစေပါလို့ဆုတောင်းတယ်ဆုတောင်းတော့ဘုရုမုဒ္ဒရာမြတ်စွာဘုရားကကြည်လိုက်တာသူစိတ်ကလည်းတားထက်တန်တယ်နော်အဓိကာရောစသန္တတာဒီဗျာဒိတ်ရဖို့ဆိုတာလူသားစစ်စစ်လည်းဖြည့်ဖို့လိုတယ်တဲ့ဘုရားလောင်းနေကြတော့အဓိကာရသူများတဲ့ထူးထူးခြားခြားကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်လည်းဖြစ်ရသန္တလွန်ခဲပြင်းထန်တဲ့ဖြစ်ချင်တဲ့စိတ်ဆန္ဒလည်းရှိရမယ်တမန်ကလေးအားကြယုံမဟုတ်ဘူးတကယ်ဖြစ်ချင်တဲ့စိတ်ဆန္ဒသူ့မှာရှိတယ်အဲ့ဒီဆန္ဒစွမ်းအားကြောင့်မို့လို့ကုသိုလ်တွေလုပ်ပြီးအရှင်ဘုရားတဲ့တပည့်တော်လည်းအဲ့ဒီဘိက္ခုနီမမျိုးဖြစ်ပြရစေပါတဲ့ဆိုတော့ဘုရုမုဒ္ဒရာမြတ်စွာဘုရားကအနာဂတန္တညာနဲ့ကြည့်တယ်အနာဂတ်ဘဝတွေလှမ်းပြီးတော့ကြည့်လိုက်တဲ့အခါကျတော့ဒီကဘာကနေကဘာတသိန်းလွန်သွားတဲ့အခါဘာဒကဘာဆိုတဲ့ကဘာတစ်ခုပေါ်လိုက်အဲ့ဒီဘာဒကဘာမှာဘုရားငါးစုပွင့်မယ်စတုထမြောက်ပွင့်တဲ့ဂေါရမဘုရားအဲ့ဒီဂေါရမဘုရားလက်ထက်မှာသင်ဟာလူခစီဝရခေါင်းပါတဲ့သင်္ကန်းကိုဝိယုံတဲ့ဘိက္ခုနီတွေထဲမှာထူးချွန်သူဖြစ်လိမ့်မယ်လို့ဘုရုမုဒ္ဒရာမြတ်စွာဘုရားကဗျာဒိတ်မိန့်ချတော်မူတယ်ဗျာဒိတဆိုတာအနာဂတ်ဟောစရမ်းပဲဒါမြတ်စွာဘုရားကဘာဖြစ်လို့ကြိုတင်ပြောနိုင်တာလဲဆိုကြည်သူ့ရဲ့တရားစွမ်းအားတွေဆန္ဒတွေပြင်းထန်မှုတွေကဖြစ်ကိုဖြစ်လာမယ်ဆိုတာကိုမြတ်စွာဘုရားမြင်ပြီးသွားပြီတကယ်စိတ်ဆန္ဒကိုကြည့်ပြီးတော့ပြောတာဒီမဖြစ်သေးတဲ့အရာတွေကိုလှမ်းပြီးတော့ပြောနိုင်တယ်ဆိုတာဟာဒီအကြောင်းမဲ့ပြောတာမဟုတ်ဘူးဥပမာမဲ့ကလေးလေးတယောက်စာပေတွေ
ကြိုးစားတယ်ကြက်တယ်ဆိုဟာဒီကလေးကတော့ထူးထူးချွန်ချွန်အောင်မှာပဲနဲ့ပြောကြတယ်ထူးချွန်တဲ့ပုဂ္ဂိုလ်ဖြစ်မှာပဲနဲ့ပြောကြတယ်အဲ့လိုပြောတဲ့အတိုင်းပဲဒီပုဂ္ဂိုလ်ကထူးချွန်ဘုရားချတော့သူ့ရဲ့အနာဂတ်ကိုကောင်းကောင်းမြင်နိုင်တယ်ပေါ့နော်တာမန်ပုဂ္ဂိုလ်တွေကတော့သူ့ရဲ့လွတ်ရက်ကိုကြည့်ပြီးတော့မှန်းဆပြောကြတယ်မြတ်စွာဘုရားကြတော့သူ့ရဲ့စိတ်ဆန္ဒတွေပြင်းထန်မှုသည်အတိုင်းအတာတစ်ခုဟာဘယ်ထိအောင်ရောက်သွားမယ်ဆိုတာကိုကြည့်ပြီးတော့မြတ်စွာဘုရားကဗျာဒိတ်ထားတော်မူတယ်ဘဒုမုဒ္ဒရာမြတ်စွာဘုရားလက်ထက်မှာစုပန်ခဲ့သူပေါ့အဲ့ဒီကနေပြီးတော့ဘဝဆုံးတဲ့အခါကျတော့တာဝရိန္ဒနတ်ပြည်ရောက်နတ်ပြည်ဖြစ်တယ်ပေါ့ကုသိုလ်ကောင်းမှုတွေလုပ်တဲ့ပုဂ္ဂိုလ်ကောင်းရသူဂတိဘုံရောက်နောက်တစ်ခါသူ့ဘဝလေးဟာဘယ်နေရာမှာပြန်ပေါ်လာပြန်တယ်လဲလို့ဆိုရင်ကဘာတသိန်းလွန်သွားပြီးတော့ဗဒ္ဒကဘာရောက်လာတဲ့အခါဒီပြင်ဖရာတွေလက်ထက်မှာသူဘာဖြစ်တယ်ဆိုတာမှတ်တမ်းမရှိတော့ဘူးကသဗ္ဗဖရာပွင့်ပြီဂေါရမဖရာမပွင့်ခင်ပွင့်တယ်ကသဗ္ဗဖရာပွင့်ပြီဆိုတဲ့အခါမှာဟောဒီမျိုးသမီးလေးကဘဝမှာပြန်ပေါ်လာပြန်တယ်အဲ့တော့ကျန်တဲ့ဘဝတွေကမထူးလို့လည်းဖြစ်ချင်းဖြစ်မှာပေါ့ကျန်တဲ့ဘဝတွေ तू မပြောဘူးအရေးကြီးတဲ့ဘဝနှစ်ခု तू ပြောတယ်ဘဒုဝုဒ္ဒရာမြတ်စွာဘုရားလက်ထက်ကစုပန်ခဲ့တဲ့အကြောင်း तू ပြောတယ်နောက်ကဘာတသိန်းလွန်သွားတဲ့အခါမှာကသဗ္ဗမြတ်စွာဘုရားပွင့်လာတဲ့အခါမှာ तू လူဖြစ်တာကိုပြောတယ်အဲ့ဒီကသဗ္ဗမြတ်စွာဘုရားပွင့်တဲ့အခါကျတော့ကာတိဘုရင်ဗာရဏသီမြို့မှာရုံးဆိုင်တဲ့နန်းထိုင်တဲ့ကာတိဘုရင်မြင့်မြတ်ကြီးရဲ့နာမည်ကိကိလို့ခေါ်တယ်အဲ့ဒီကိကိဘုရင်ကြီးမှာသမီးတော်9ဦးရှိသမီးတော်တွေကအချောအလှတွေကြီးပဲသမီးတော်တွေရဲ့နာမည်ကိုဘယ်လိုပေးထားတော့ဆိုအကြီးဆုံးသမီးကိုသမနာတဲ့ဒုတိယသမီးရဲ့နာမည်ကသမနာဂௌတ္တာတဲ့ဒီနာမည်လေးတွေသမဏီတဲ့သမနာဂௌတ္တာတဲ့ဟုတ်လားအကြီးဆုံးသမီးကသမဏီဒုတိယသမီးကသမနာဂௌတ္တာနောက်တစ်ခါတတိယသမီးကျတော့ဘိက္ခုနီတဲ့နာမည်ပေးထားတယ်စတုထသမီးကျတော့ဘိက္ခုဓာယိကာလို့ဒီလိုနာမည်ပေးတယ်ပိစမသမီးကျတော့ဓမ္မာတဲ့သတ္ထသမီးကျတော့သူဓမ္မာတတ္တမသမီးကျတော့သံဃဓာယိကာလို့ဗာရံပါဠိတော်မှာသူကိုယ်တိုင်ပြောတာသူတို့ညီမ9ဖော်ကိကိမင်းကြီးရဲ့သမီးတော်တွေအဲ့ဒီမှာသွားဖြစ်ကြတာသွားဖြစ်တဲ့အခါကျတော့ကတ္တဗမြတ်စွာဘုရားရဲ့တရားဓမ္မတွေနာလို့သူတို့စိတ်ထဲမှာသိပြီးတော့သာသနာပေါင်းဝင်ញင်ကြတယ်ဘိက္ခုနီလှုပ်ချင်ကြဘိက္ခုနီလှုပ်ချင်လို့ခမည်းတော်မင်းတရားကြီးစီခွင့်ပန်တယ်သမီးတော်ခမည်းတော်မင်းတရားကြီးကခွင့်မပေးဘူးတဲ့မောရသမီးတွေခုခေတ်လည်းပဲရှိတာပဲနော်ကိုသမီးတွေသီလရှင်ဝှချင်တယ်မောနဲ့ပဲပြောတယ်သားလေးတွေသင်္ကန်းဝှချင်တယ်ဆိုမောနဲ့ပဲပြောတယ်သူတို့လည်းပဲအဲ့ဒီလိုခွင့်မပြုတဲ့အခါကျတော့သူတို့ဘာလုပ်တော့အဲ့သမီးတော်9ပါးအိမ်တော်မပြုတ်ပဲနဲ့အပြိုကြီးဘွားနဲ့နေကြတယ်အဲ့ဒါကိုကောမာရဖြမစာရီလို့ခေါ်တယ်အပြိုဘွားနဲ့ဖြမစရိယသိက္ခာပုဒ်ကိုစောင့်တည်ပြီးတော့ဘုရားကျောင်းသွားတရားနာကုသိုလ်ကောင်းမှုတွေလုပ်ပြီးဒီလိုပဲနေကြတယ်အဲ့ဒါလို့နေတော့ဒီသမီးတော်9ဘောဟာအမှန်တန်ထူးခြားတဲ့ပါရမီရှင်တွေပဲအဲ့ဒီထဲမှာသူကဘယ်သူလာဖြစ်တာတုံးဆိုဓမ္မာဆိုတဲ့သမီးတော်သူပဲဓမ္မာဆိုတဲ့အနေနဲ့သူလာဖြစ်တယ်ကတ္တဗမြတ်စွာဘုရားလက်ထက်မှာမြတ်သောကျင့်နေကျင့်လို့ကုသိုလ်ကောင်းမှုတွေကြိုးစားအားထုတ်ရင်တဘဝဆုံးတတ်တဲ့အခါကျတော့နတ်ပြည်ရောက်လာနတ်ပြည်ရောက်ပြီးတော့ဂေါရမမြတ်စွာဘုရားပွင့်တဲ့အခါမှာတခါသူ့ဘဝဇာကြောင်းပြန်ပေါ်လာပြန်သာဝတိပြည်ကတထေသမီးလေးလာဖြစ်တယ်သို့သောကံမကောင်းအကြောင်းမလားတော့သူဘာဖြစ်တုံးဆိုတော့ဆင်းရဲမွဲတေသွား
အဲ့လိုဆင်းရဲမွဲတေးပြီးတော့ဘာမှစားစရာမရှိတော့တထေးသမီးမိဘတွေကစီးပွားပြက်ပြီးတော့ဆင်းရဲသွားအဲ့လိုဆင်းရဲရဲနဲ့ဖြစ်သွားတဲ့အချိန်လေးမှာတာဝတိပြည်ကတထေးကြီးတူဒါကဓမ္မပဒအထက်ကထာမှာဆိုတဲ့စကားဘုန်းကြီးတို့အခုဒီကိတဂေါရမီထေရီမကိုယ်တိုင်ပြောတာကတော့အပဒါနလို့ခေါ်တယ်သူရဲ့ဇာတ်ကြောင်းတွေကိုသူပြန်ပြီးတော့ပြောတာပြောမယ်ဆိုရင်ခုခေတ်လို့ဆိုရင် autobiography ပေါ့သူဇာတ်လမ်းကိုသူကသူပြောတာဓမ္မပဒမှာပြောထားတာလေးနဲ့ဓမ္မပဒအထက်ကထာမှာမှတ်တမ်းတင်ပြီးရေးထားတာနဲ့အပဒါမှာလာတဲ့မှတ်တမ်းတင်ထားချက်လေးတွေဟာအနည်းငယ်ကွဲလဲမှုလေးတွေတော့ရှိပါတယ်ဒါဇလန်းကွဲလွဲတာကအဓိကမဟုတ်ပါဘူးเนาะဒီလိုပါပဲမနေ့ကကိစ္စတောင်2ယောက်ပြောရင်တစ်မျိုးစီဖြစ်အောင်ပါနည်းနည်းတော့ကွဲမှာပေါ့เนาะကောင်းပြီသူအဲ့ဒီဓမ္မပဒအထက်ကထာမှာပြောထားတဲ့သူ့ရဲ့ဇလန်းလေးတာဝတိပြည်ကတထေးကြီးတယောက်ကတဲ့ကံမကောင်းအကြောင်းမလားလို့ဘန္နာတိုက်ထဲသိမ်းထားတဲ့ရွှေတွေငွေတွေဟာအကုန်လုံးမီးသွေးခဲတွေဖြစ်ကုန်မိသွေးခဲတွေဖြစ်တဲ့အခါကျတော့တထေးကြီးစိတ်တွေညစ်ပြီးတော့မစားနိုင်မသောနိုင်မအိပ်နိုင်ဖြစ်မိတ်ဆွေတွေကလာပြီးတော့မေးကြနောက်ဆုံးအကြံဉာဏ်ပေးတယ်မိတ်ဆွေတူကဉာဏ်ရှိတဲ့လူတယောက်ကအကြံဉာဏ်ပေးတယ်ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတော့သူကပြောတယ်တကယ်ချင်းမင်းဒီလောက်လည်းမပူပါနဲ့ကွာကံမကောင်းအကြောင်းမလားရင်ဒီလိုဖြစ်တတ်ပါတယ်ကံကောင်းတဲ့လူတယောက်ယောက်တော့ရှိလိမ့်မယ်အဲ့တော့မင်းဘန္နာတိုက်ထဲကမိသွေးခဲဖြစ်သွားတဲ့ရွှေတွေငွေတွေပေါ့မိသွေးခဲတွေကိုအကုန်ထုတ်ပြီးတော့ဈေးသွားပြီးတော့ဖြန့်ပြီးတော့ရောင်းกว่าဆိုင်ခင်းထားဈေးသွားပြီးတော့ဆိုင်ခင်းထားတဲ့အခါကျတော့ဈေးဆိုတာလူမျိုးစုံလာတယ်အဲ့ဒီလာတဲ့အခါကျတော့လူတွေကမေးကြလိမ့်မယ်ဘာဖြစ်လို့မိသွေးခဲတွေရောင်းနေတာတုံးလို့မေးရင်အဲ့ဒီလူသိပ်ပြီးတော့သူနဲ့ဘာမှပြောစရာမလိုဘူးပေါ့ဟာကိုလည်းကိုပစ္စည်းကိုရောင်းတာပဲလို့ပဲပြောလိုက်ပေါ့ဘုံကံရှိတဲ့လူရောက်လာလို့ရှိရင်တော့ဘာဖြစ်လို့ရွှေတွေငွေတွေကိုရောင်းနေတာတုံးလို့မေးပြီဆိုလို့ရှိရင်အဲ့ဒီလူဟာမင်းကံစားတဲ့လူပဲဖြစ်လိမ့်မယ်ပေါ့အဲ့ဒီအကြံပေးတာနဲ့တထေးကြီးကလည်းမယုတ်တည်ုံနဲ့မိသွေးခဲတွေအကုန်ထုတ်ပြီးတော့အဲ့ဒီမှာဈေးဖြန့်ခင်းထားတယ်ဈေးဝယ်လာတဲ့လူတွေကပြောသွားကြတာမလီသူများတွေကအထည်တို့စားစရာတို့အဝတ်အထည်တွေရောင်းတာသူကတော့မိသွေးတွေလာရောင်းနေတယ်ပေါ့အဲ့ဒီလူတွေကိုသူဘယ်ကိုမဆိုင်ဘူးပေါ့နောက်ကြတော့ခုနကဆင်းရဲဒုက္ခရောက်သွားတဲ့တထေးသမီးလေးကကိစ္စရှိလို့ဈေးဘက်ကိုလှည့်လာတဲ့အခါကျတော့ခုနကတထေးကြီးမိသွေးခဲတွေဖြန့်ထားတဲ့နေရာလဲရောက်ရောသူကတအံ့တော်ပြောတယ်ခုခေတ်စကားနဲ့ပြောမယ်ဆိုအန်ကယ်ကြီးကဆန်းလာကြီးလားရွှေတွေငွေတွေဘာဖြစ်လို့ဈေးထဲချရောင်းနေတာတော့ရွှေငွေဆိုတာအိမ်မှာသိမ်းထားရတာမဟုတ်လားအဲ့လိုပြောလိုက်တဲ့အခါကျတော့ဟာငါတကယ်ချင်းပြောတာတော့ဟုတ်ပြီဒါကံဆက်တဲ့ပုဂ္ဂိုလ်ဖြစ်တော့တယ်သူတကယ်ချင်းကပြောထားတယ်ရွှေတွေငွေတွေဘာလို့ရောင်းနေတာတော့လို့ပြောတာဟာအမျိုးသမီးဆိုလို့ရှိရင်တော့အဲ့ဒါမင်းအိမ်မှာရှိတဲ့မင်းသားနဲ့လက်ထပ်ပေးလိုက်သူပေးတာနဲ့ပဲခြေနဲ့ဒါသူကံရမင်းမိတွေကရွှေပြန်ဖြစ်တာအမျိုးသားဆိုလို့ရှိရင်လဲခေါ်ပြီးတော့သမီးနဲ့ပေးစားလိုက်ပေါ့သမီးဆိုလဲသားနဲ့ပေးစားလိုက်ပေါ့အဲ့လိုပြောထားဒီတထေးသမီးလေးကလည်းခပ်ပိန်ပိန်ကလေးပေါ့ခပ်ပိန်ပိန်ကလေးပိန်လီလီကလေးသူကလာသူ့နာမည်ကိုတော့အဲ့ဒီဘဝမှာဂေါရမီလို့ပဲခေါ်တယ်ဒီဂေါရမီတို့ဂေါရမတို့ဆိုတဲ့နာမည်တွေကအိန္ဒိယနိုင်ငံမှာခဏိတိရှိသေးတယ်အထူးဆန်းမဟုတ်ဘူးเนาะအိန္ဒိယနိုင်ငံမှာခဏိတိမဲ့တော့မယ်ဒါပေမဲ့အတန်တွက်ကလေးတော့နည်းနည်းกว่าအိန္ဒိယနိုင်ငံဒီဗုဒ္ဓဂယာဖျားဘူးသွားတဲ့အခါကျလို့ရှိရင်ဗုဒ္ဓဂယာမြန်မာကျောင်းမှာမြန်မာကျောင်းရောက်လို့ရှိရင်ခရူးတစ်ဆိုင်ကြည့်လိုက်မြန်မာကျောင်း
ဒီအဝင်မုတ်ဝနဲ့ခတ်တဲ့လောက်လမ်းရဲ့အရှိဘက်မှာစားတောက်ဆိုင်တစ်ဆိုင်ရှိတယ်ကလားဆိုင်တစ်ဆိုင်ရှိတယ်အဲ့ဒီဆိုင်မှာစာရေးထားတာဗာရေးထားတော့ဆိုခေါက်တန် restaurant ခေါက်တန် restaurant ဆိုတာဂေါတမထမင်းဆိုင်လို့ရေးထားတာပမာတော့ခေါက်တန်လို့ရေးတာခေါက်တန်ဆိုဂေါတမပဲသူတို့အတန်နဲ့ခေါက်တန်ဂေါတမနော်အဲ့ဒါကြောင့်မလို့ဂေါတမတွေရှိနေသေးတယ်လို့ဒီလိုပြောအောင်ဗမာလူမျိုးတွေကြတော့မခေါ်ရဲဘူးလေကလားတွေကတော့အဲ့ဒီဂေါက်တန် restaurant ဆိုတာအဲ့ဒါဗုဒ္ဓဂယာရောက်ရင်ကြည်တာကြည့်ပြီးတော့အဲ့ထမင်းဆိုင်ရှိတယ်အဲ့ဒီမျိုးသမီးတွေကလည်းဂေါတမီတဲ့သို့တော်သူကပိန်လီလီကလေးမို့သူ့ကိုပိန်သေးသေးလေးမို့ခိတာဆိုတာပိန်နာလို့ပြောတာတခြားဂေါတမီတွေနဲ့ကွဲအောင်လို့သူ့ကိုခိတာဂေါတမီလို့ခေါ်တာသူကလည်းဦးလေးကြီးကဘယ်နဲ့ကြောင့်ရွှေတွေငွေတွေချရောင်းနေတာတုံးလို့ဆိုတော့ခေါင်းကတထေးကြီးကဝမ်းသာသွားတယ်သူအိမ်မေးမြန်းပြီးတော့နောက်ဆုံးမှာအိမ်ကသားနဲ့လက်ထပ်ထိုင်ပြန်ပြီးတော့ပေးလိုက်တယ်အဲ့ဒီရွှေတွေငွေတွေအားလုံးကိုဂေါတမီကိုအပ်လိုက်တယ်ပေါ့အဲ့ဒါလို့ရွှေတွေငွေတွေဘာကြောင့်ရောင်းတာတုံးဆိုရင်သမီးဘယ်မှာလဲရွှေတွေငွေတွေဆိုဟောဒီမှာပေါ့ရွှေတွေငွေတွေနဲ့သူ့လက်ကကင်လိုက်တဲ့အခါအကုန်လုံးမီးသွေးတွေကရွှေဖြစ်သွားတယ်နော်အဲ့ဒါနဲ့သူ့ကိုအဲ့ဒါအိမ်ခေါ်ပြီးဒီပစ္စည်းတွေသူကြွေးသမျှနဲ့စာအဲ့ဒါလို့နေတာသို့တော်လည်းလူဆိုတာကဆင်းရဲသူရဲ့ဆင်းရဲသားဘဝကလာတဲ့ဒီကလေးမလေးကိုသူ့မျိုးသားကလွဲလို့ယောက်ကမတွေကတိတ်ပြီးတော့မကြည်ပြူချင်ကြဘူးတဲ့ဒါကတော့ဘဝမှာဒီလိုကြုံတတ်တာပဲနော်ဆင်းရဲတာဆိုတော့သူတို့လိုဂုံရီတူနဲ့ပဲပေးစားကြတာပေါ့အဲ့တော့ဒီကလေးမလေးကဆင်းရဲတယ်ပတ်စံမရှိဘူးသူတို့ပတ်စံတွေကိုသူတို့ကအခုသူပိုင်တဲ့ရွှေတွေငွေတွေလုပ်ပြီးသူမိစားနေရတယ်ဆိုယောက်ျားတွေကသိမကြည့်ဘူးလူဆိုတာခုခေတ်ကလူပဲဖြစ်ဖြစ်ရှေးခေတ်ကလူပဲဖြစ်ဖြစ်တူတူပဲဒါအဲ့ဒါလို့မကြည့်ပြူတာအဲ့ဒါလို့နဲ့နောက်ဆုံးသားယောက်ျားလေးမွေးလိုက်တဲ့အခါကျတော့တအိမ်လုံးကသူ့ကိုဝိုင်းချစ်လာကြတယ်ဒီအိန္ဒိယရဲ့အမျိုးသမီးတွေဟာသားယောက်ျားလေးမွေးလို့ရှိရင်တော့တကယ်မင်္ဂလာပဲဒီပစ္စည်းဥစ္စာတွေကိုပိုင်ဆိုင်တာသားယောက်ျားမှပိုင်တာသားယောက်ျားလေးမွေးလိုက်တော့သူ့အဖို့မှာတိတ်အားကိုးသွားဘာဖြစ်လို့တော့ဆိုရင်ရောက်ခမတွေကလည်းဖူးဖူးမှုတ်အရင်ကလိုပြီးတော့အဖက်မလို့စောင်းမြောင်ပြောခံနေရတဲ့ဘဝအဲ့ဒီဘဝလွန်မြောက်သွားပြီးတော့ဒီရွှေတွေငွေတွေဟာသူ့သားလေးကပိုင်ဆိုင်တော့မှာဆိုတော့သူ့ဘဝဟာဘလောက်အားတက်စရာကောင်းသွားတော့အဲ့ဒါလို့အခြေအနေလေးဒီကလေးလေးမွေးလာပြီးတော့ဟုတ်လားပြည့်တက်လွှတ်တက်3နှစ်သား2နှစ်3နှစ်အရွယ်ကလေးမှာဒီကလေးလေးဟာယောဂဖြစ်ပြီးတော့ဆုံးသွားရှာကဲစဉ်းစားတာကြည့်ဒီလိုအမျိုးသမီးတွေဟာသားယောက်ျားလေးထွန်းကားမှသားကိုအမိပြုပြီးတော့အသက်မွေးလို့ရတာသားမရှိတော့ဘူးဆိုကြတဲ့ကဒီအမွေကိစ္စသူဘာမှမပိုင်တော့ပြီးရောသွားပြီဘယ်လောက်စိတ်ဆင်းရဲစရာကောင်းလဲသူမှာဒီလိုအားကိုးရမယ်သားလေးတယောက်ဆုံးသွားတာနဲ့တပြိုင်နက်နော်လူဆိုတာကိုယ်ရေးကိုတွေးကြရတာနော်ကိုယ်ရေးကိုတွေးတာဒီသားကလေးရှိသည့်အတွက်ကြောင့်ပစ္စည်းပိုင်ဆိုင်မှုအတွက်သူကတေးချာနေတာသားလေးရဲ့ဆုံးသွားရောဒီပိုင်ဆိုင်မှုတွေကလုံးဝဆုံးရှုံးသွားတယ်အဲ့ဒီဇလံမျိုးပဲတစ်ခုကရှင်သူဒိဏဆိုတဲ့အမျိုးသားတစ်ယောက်အိမ်အောင်တယ်ပါပဲသို့တော်လည်းသူသာသနာပေါင်းဝင်သွားတဲ့အခါကျတော့မိဘတွေကသိချမ်းသာတယ်ကျန်တဲ့အမွေခံအမွေစားသားသမီးမရှိဘူးဒီသူဒိဏပဲအမွေခံအမွေစားပဲဒါပေမဲ့လို့သူဒိဏကသာသနာတော်မှာပြောနေတော့လူထွက်အောင်မိဘတွေကအမျိုးမျိုးကြိုးစားနောက်ဆုံးမှာသူ့ရဲ့ဇနီးကိုလွတ်ပြီးတော့ကြိုးစားခိုင်းတယ်ကြိုးစားလို့မရဘူးလို့ဆိုတဲ့အချိန်မှာနောက်ဆုံးကဇနီးတဲ့ဟာစိတ်ထိခိုက်ပြီးတော့မူးပြီးတော့လဲသွားတယ်
အဲ့ဒီလိုမူးလဲသွားတာကိုအထက်ကရာကြီးကဘာဖြစ်လို့မူးလဲတာတော့လို့ရှင်းပြတဲ့အခါကျတော့သူစိတ်ထိခိုက်သွားတာဟာသူ့ရိမ်ကိုချစ်လွန်းလာလို့မဟုတ်ဘူးတဲ့ရရှိရမယ့်အမွေတွေတော့ပြီးပါပြီဆိုပြီးတော့မူးလဲသွားတာဟုတ်ကဲ့လားဒါအိန္ဒိယရဲ့လူနေမှုစနစ်ကဘယ်လိုမှပိုင်ဆိုင်ခွင့်မရှိဘူးမျိုးသမီးကအခုလည်းပဲစဉ်းစားကြည့်ကိတကောရမီရဲ့ဘဝဟာအဲ့ဒီအခြေအနေမျိုးရောက်သွားတယ်ဒါကြောင့်မို့လို့ဒီကလေးလေးကိုသူကမစွန့်ရဘူးကလေးရဲ့အလောင်းလေးကိုရင်ဘတ်မှာပွေ့ပြီးတော့သူ့သားလေးစိတ်ကူးပေးကြပါအောင်သူ့သားလေးစိတ်ကူးပေးကြပါအောင်နဲ့ဆိုပြီးတော့ဟိုးအရတကမြို့ထဲမှာလှည့်လှည့်ပြီးတော့လူတွေ့တိုင်းပဲဆေးမရှိတော့ဘူးလားသူ့သားလေးပြန်အသက်ရှင်အောင်စိတ်ကူးမပေးနိုင်ဘူးလားနဲ့မေးတာအဲ့ဒါလိုမေးပြီးတော့လှည့်လှည့်သွားလာပြီးတော့တောကတဲ့ဖြစ်သွားတာပေါ့သူလည်းပဲအယူတစ်ပိုင်းပဲခိတကောရမီအဲ့ဒါလိုယူသွတ်တဲ့အနေအထားမျိုးရောက်သွားတဲ့အခါမှာအသိဉာဏ်ရှိတဲ့ကြံတဲ့လူတွေကတော့ပြောင်ကြလှောင်ကြတာပေါ့ဟဲ့အယူနေရာယူနေတာလားတည်သွားတဲ့လူဘယ်လိုလုပ်စိတ်ကူးလို့ရမှာတော့ပြောကြတယ်ပေါ့ဒါပေမဲ့သူကတော့သူ့သားလေးအသက်ရှင်ရေးအတွက်ကလွဲလို့ဘယ်သူဘာပြောပြောကူမဆိုင်ဘူးနောက်ဆုံးမှာအသိဉာဏ်ရှိတဲ့အမျိုးသားတစ်ယောက်ကနေတောကကြောင့်ဒုက္ခရောက်နေရှာတာဒီဒုက္ခဒီစိတ်ကိုကုစားနိုင်မဲ့ပုဂ္ဂိုလ်ကတော့ဘုရားကလွဲလို့ဘယ်သူမှကုစားနိုင်မှာမဟုတ်ဘူးဆိုပြီးဘုရားစီရောက်အောင်လမ်းညွှန်လိုက်တယ်ဆေးနီးသိတဲ့ပုဂ္ဂိုလ်ကသေတဲ့ပုဂ္ဂိုလ်ပြန်ရှင်အောင်ဆေးနီးသိတာတော့ဘုရားတစ်ပါးပဲရှိတယ်ကြောင်းသွားလို့ပြောအဲ့ဒါနဲ့ကြောင်းရောက်လာကြောင်းရောက်တဲ့အခါကျတော့မြတ်စွာဘုရားကလည်းသိတယ်သိတော့တပည့်တော်သားလေးအသက်ရှင်မှုဆေးကုပေးပါဗျာဆိုတော့ကောင်းပြီအရက်ထဲသွားပြီးတော့တဲ့မုံငင်းစိတ်လေးလက်တဆုပ်လောက်ရအောင်ယူခဲ့အဲ့ဒီမုံငင်းစိတ်လေးရလို့ရှိရင်ဖြင့်ဒီအသက်ပြန်ရှင်ဖို့ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်သို့တော့အဲ့ဒီမုံငင်းစိတ်ယူတဲ့အခါမှာမေးဦးဒီအိမ်ဒီအမျိုးမှာမသေးဘူးတဲ့လူရှိသလားဆိုတာလည်းမေးဦးမသေးဘူးတဲ့အမျိုးတွေကမှယူခဲ့ရမယ်မသေးဘူးတဲ့အိမ်ဆိုတာအိန္ဒိယရဲ့ထုံးစံကအိမ်လို့ဆိုပြီးမဲ့လို့ဒီအိမ်တွေကဥပမာအသစ်ဆောက်ပြီးတော့လူမနေသေးဘူးဆိုရင်ဒီအိမ်ကတော့ပဲသေးဘူးမှာတော့ပေါ့သို့တော့အမျိုးဆိုလို့ရှိရင်တော့မရှိဘူးဟုတ်ကဲ့လားမိသားစုတစုဟာလူမသေးဘူးတဲ့မိသားစုဆိုပဲရှိအဖိုးတွေအဖွားတွေအဘေးတွေရှိသေးတာဟုတ်နော်တည်ခဲ့တာအဲ့တော့ကိုယ့်ရဲ့အစဉ်အလာကိုပဲပြန်ကြည့်ဗမာလူမျိုးတွေကတော့များသောအားဖြင့်အဖိုးနဲ့အဖွားလောက်ပဲသိတာအဖိုးအဖွားရဲ့အဖိုးအဖွားကြမသိကြတော့ပျောက်လိုက်ပြီအဲ့ဒီအဖိုးအဖွားရဲ့အဖိုးအဖွားဆိုဝေးသွားပြီဟုတ်ကဲ့လားသို့တော့အိန္ဒိယတို့ဘာတို့နိုင်ငံတွေမှာဒီအစဉ်အလာလေးတွေကရှိတယ်သူတို့မှတ်ထားတာ surname ခေါ်တာပေါ့နော်အနွယ်ရဲ့အမည်နာမတွေမှတ်တမ်းတင်ထားတာရှိတယ်အဲ့တော့ကိတကောရမီအဲ့ဒီမုံညင်းစီဟာမသိဘူးတဲ့အမျိုးတဲကပေးတဲ့မုံညင်းစီဖြစ်ရမယ်သူလိုက်ရှာတော့မုံညင်းစီတွေရကြတယ်ပေးပါဆိုမုံညင်းစီပေါ်ပါတယ်ဆိုကလားဆိုတာအိန္ဒိယမှာကမုံညင်းစီခဏိထိသုံးပဲရှိတယ်လေအဲ့ဒီမုံညင်းစီလေးကိုပေးတာပေးပြီးတော့သူကမေးတယ်နေပါဦးနဲ့ဒီအမျိုးထဲမှာရှင်တို့အမျိုးထဲမှာလူမသေးဘူးတာဟုတ်ကလားလို့ဆိုတော့ဟဲနင်ယူနေသလားသေတဲ့လူနဲ့ရှင်တဲ့လူသေတဲ့လူကများတာပေါ့ဟုတ်လားအမျိုးတစ်မျိုးဆိုတာအစဉ်အလာအဝေးကြီးကိုဆိုပါစို့ဂေါတမမြတ်စွာဘုရားရဲ့အမျိုးပဲကြည့်လိုက်အောင်ဆွေတော်မျိုးတော်တွေကဟိုးစလာတဲ့အချိန်ကနေပြီးဂေါတမဆိုတဲ့အနွယ်ကြီးကိုတီထောင်လာတဲ့ပုဂ္ဂိုလ်ဆိုတာဟိုးရှိပဝေဒနီကလေအဲ့တော့တည်သွားတဲ့ပုဂ္ဂိုလ်တွေကအများကြီးပေါ့တက်ရှင်တဲ့ပုဂ္ဂိုလ်ကနည်းနည်းပဲရှိတယ်အဲ့လိုပြောလိုက်တဲ့အခါကျတော့ဒီစကားလေးကသူ့ဖို့တတိယသွားစေတဲ့ထူးခြားတဲ့စကားဖြစ်သွားတယ်လောကကြီးမှာမသေးဘူးတဲ့လူမျိုးအမျိုးဆိုတာဘယ်ရှိမလဲသေတဲ့လူကများတယ်မသေတဲ့လူကနည်းနည်းပဲဆိုတော့သူ့ကိုယ်သူသဘောပေါက်သွားတယ်အဲ့ကြတာလောကလူတိုင်းဟာသေနေကြတာပါလားငါတူဦးတဲ့သေတာမဟုတ်ပါလားငါသားလေးတူဦးတဲ့သေတာမဟုတ်ပါလားဆိုတာစဉ်းစားပြီးတော့တတိယသွားတယ်
နော်ပါရမီရဲ့ပုံရိပ်တွေကဒီမှာလာပေါ်လာတာပေါ့ဘုရားလက်ထက်တွေကတရားဓမ္မနာထားတဲ့အသည့်တွေကဒီနေရာမှာလာပြီးတော့ပေါ်လာတယ်အဲ့ဒါနဲ့ငါမှားနေပြီဆိုပြီးတော့သူ့သားလေးကိုသုတ်တံပို့ပြီးတော့တကြိုပြီးဘုရားစီပြန်လာခဲ့တဲ့အခါမှာမြတ်စွာဘုရားဟောတယ်ဒီလိုသိတယ်ဆိုတာသိချင်းတရားဆိုတာတရွာတည်းနဲ့သက်ဆိုင်တာလည်းမဟုတ်ဘူးတမျိုးတည်းနဲ့သက်ဆိုင်တာလည်းမဟုတ်ဘူးလူမျိုးတစ်မျိုးသို့မဟုတ်အိမ်အောင်စုတစ်ခုတည်းနဲ့သက်ဆိုင်တာမဟုတ်ဘူးအားလုံးနဲ့သက်ဆိုင်လောကကြီးတစ်ခုလုံးနဲ့သက်ဆိုင်နေဆိုတဲ့အနိစ္စသဘောတရားတွေကိုဟောလိုက်တယ်ဟောပြီးတော့ဒီလိုမေ့လျော့နေတဲ့ပုဂ္ဂိုလ်တွေမေ့လျော့နေတဲ့အချိန်မှာဒီသိချင်းတရားဟာဒီလိုပဲဆွဲခေါ်ပြီးတော့သွားတာတဲ့ကိုမိသားစုကိုပဲပြန်ကြည့်ဆွဲခေါ်သွားလိုက်တဲ့ပုဂ္ဂိုလ်တွေအများကြီးပဲဘယ်လိုများတာတုံးဆိုရင်လှမ်းကြည့်လိုက်လေအမေရဲ့အဖွာမရှိတော့ဘူးအဲ့ဒီအဖွာရဲ့အဖွာမရှိတော့ဘူးအဲ့ဒီအဖွာရဲ့အဖွာလည်းမရှိတော့ဘူးဟောဆွဲခေါ်သွားတာအများကြီးပဲအဲ့ဒီလိုပဲဆွဲခေါ်သွားတာလို့မြတ်စွာဘုရားကလောကရဲ့သဘာဝကိုဟောပြောလိုက်တဲ့အခါမှာအိုးဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့တန်တရားလုံးဝကင်းသွားပြီးတော့သောတာပန်အစဉ်ရောက်သွားတယ်သူသောတာပန်ဖြစ်သွားတယ်ဆိုတာညာလကြည်လားလို့တော့မအောင်မေ့လိမ့်မယ်ဘုရားတည်းရဲ့လက်ထက်မှာတရားဓမ္မနာထားလို့အသိဉာဏ်တွေကရှိထားတဲ့ပုဂ္ဂိုလ်တို့နော်အဲ့ဒါကြောင့်မလို့တရားဓမ္မနာရင်ကနေပြီးတော့မမြဲတဲ့သဘောတွေတန်တရားရဲ့အနေအထားတွေအလုံးသိမြင်ပြီးတော့တန်တရားကင်းသွားတယ်တဲ့မှန်ကန်တဲ့အမြင်တစ်ခုကိုရသွားပြီးတော့သောတာပန်ပုဂ္ဂိုလ်ဖြစ်သွားတယ်အဲ့ဒါနဲ့ပဲသာသနာပေါင်းဝင်လိုက်တဲ့သူဟာသောကတွေငြိမ်းလို့သာသနာပေါင်းဝင်လိုက်တဲ့အခါမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကတရားဟောတယ်တရားဓမ္မကိုကျင့်ကြံနေတဲ့အချိန်မှာတရားဟောတယ်အဲ့ဒီတရားဓုတရားမြတ်ရတာလေးနဲ့ပတ်သက်ပြီးတော့ဓမ္မပဒအထက်ကထာမှာသူကအလှဲ့ချဘိက္ခုနီမတွေတာဝန်ထမ်းဆောင်တဲ့အချိန်မှာမိထွန်းရမယ်အလှဲ့လေးမှာသူမိထွန်းတယ်မိထွန်းရင်ကနေပြီးတော့မိတောက်ကလေးကြည်ရင်ကနေပြီးတော့စီကလေးတွေခန်းသွားတာမိစာလေးတွေတူသွားတာဒါလေးကိုစိတ်ကသွားပြီးအာယုံယူမိတယ်ပေါ့မိစာလေးတွေကုံသွားတာတို့စီလေးတွေခန်းသွားတာဒါလေးတွေကိုကြည်ရင်ကနေပြီးတော့မမြဲတဲ့သဘောကိုယ်တဏ္ဍာမှာလဲယုတ်တရားနံတရားတွေဟာလဲဒီလိုပဲတနေ့ပြီးတနေ့ကုန်ခန်းနေတာပါလားလို့ဖျောင်းနိုင်လေးဟာတိုးတူသွားတယ်လို့ပဲငါတို့ရဲ့အသက်ဟာလည်းတပြေးပြေးတိုးတူသွားတာပါလားလို့ဒီလိုဆင်ញင်စဉ်းစားလိုက်တဲ့အချိန်မှာမြတ်စွာဘုရားကတရားဟောတယ်တဲ့အဲ့လိုတရားဟောတယ်ဆိုတဲ့နေရာမှာလည်းပဲအပဋ္ဌာမဂါထာနှစ်ပုဒ်အပဋ္ဌာမပါတဲ့ဂါထာနဲ့ဓမ္မပဒမှာပါတဲ့ဂါထာလေးကမှတ်တမ်းလေးကလွဲနေတာရှိတယ်ပေါ့အဲ့တော့အပဋ္ဌာမသူကိုယ်တိုင်ပြောတဲ့ဂါထာလေးကိုပြောရမယ်ဆိုလို့ရှိရင်ဒီမြတ်စွာဘုရားဟောတဲ့သူနာလိုက်ရပြီးတော့တရားဓုတရားမြတ်ရသွားတဲ့ဂါထာလေးကဘာလို့ဆိုအဲ့ဒီလိုစဉ်းစားနေတဲ့အချိန်လေးမှာမြတ်စွာဘုရားကရောင်ကြီးတော်လေးလွတ်လိုက်တယ်ရောင်ကြီးတော်လွတ်လိုက်လို့ကြည့်လိုက်တဲ့အခါကျတော့ဘုရားရုပ်ပုံတော်မှာပေါ်လာတယ်သူနာမှာဘုရားအနီးရောက်လာတယ်လို့ထင်ရတယ်ပေါ့အဲ့ဒီအချိန်မှာမြတ်စွာဘုရားကသူဟောသွားတာဘာဟောသွားတော့ဆိုယောသဝတ္တတတံဇီဝေအပ္ပတံဥရိယဗျံဧကဟံဇီဝိတာတေယောပတ္တတောဥရိယဗျံချစ်သမီးခန္ဓာကိုယ်ရဲ့ယုံနာတရားတွေရဲ့ဖြစ်မှုပြက်မှုကိုမမြင်မဲနဲ့အတ္တတရားရက်တရားအတ္တတရားနှစ်တရားနေရတာဟာတန်ဖိုးမရှိဘူးတဲ့အခုလို့မမြဲတဲ့သဘာဝတွေဖြစ်ပြနေတဲ့သဘာဝတွေကိုဆင်ញင်စဉ်းစားတဲ့အသိဉာဏ်လေးနဲ့သိမြင်တဲ့အသိဉာဏ်လေးနဲ့အသက်ရှင်ရတာဟာတနေ့လည်းပဲတန်ဖိုးရှိလာပါတယ်ချစ်သမီးလို့မြတ်စွာဘုရားဒီကထာလေးဟောလိုက်တာအဲ့ဒီအချိန်မှာဝိပဿနာဉာဏ်နဲ့ရင့်တန်ပြီးတော့အစဉ်စဉ်တက်ပြီးတော့သောတာပန်ကနေပြီးတဂရဂံကနေအနာဂံကနေယဟန္တာထီအောင်ဖြစ်သွားပါတယ်တဲ့ဒါဂိတဂေါရမီယဟန္တာဖြစ်သွားတာနော်နောက်ဓမ္မပဒမှာလာတဲ့ဂါထာကြတော့ယောသဝတ္တတတံဇီဝေအပ္ပတံအမတံပဒံဧကဟံဇီဝိတံတေယောပတ္တတောအမတံပဒံ
မသေးရနိဗ္ဗာန်ကိုမမြင်ရပဲအနှစ်တရာအသက်ရှင်ရတာကတန်ဖိုးမရှိဘူးနိဗ္ဗာန်ကိုမြင်ပြီးတော့တဏိတရဲ့အသက်ရှင်တာကပိုပြီးတန်ဖိုးရှိပါတယ်လို့မြတ်စွာဘုရားဟောတယ်အဲ့ဒါလောက်ကွဲလွဲချက်လေးတော့ရှိအဲ့တော့ခုနကအပါဒဏ်နဲ့ပါတာကပိုပြီးတော့သဘာဝကျတယ်ပေါ့ဖြစ်တာပြက်တာလေးကိုမြင်နေတဲ့အချိန်လေးမှာမြတ်စွာဘုရားကဟောလိုက်တဲ့တရားလေးနဲ့ဝိပဿနာဉာဏ်အစဉ်စဉ်တက်ပြီးတော့ယန္တာဖြစ်သွားတယ်ယန္တာဖြစ်သွားတာနဲ့တပြိုင်နက်နောက်ပိုင်းမှာသူလိုချင်တဲ့လူခစီဝရဓာရီခေါင်းပါတဲ့သင်္ကန်းကိုဝတ်ယုံနေအဲ့ဒီဝတ်ယုံတဲ့နေရာမှာသူဟာထူးခြားတဲ့ဣတရက်ဘွယ်ထူးရတဲ့ဗုဒ္ဓရဲ့သမီးတော်တစ်ပါးဖြစ်လာပါတယ်တဲ့တထေသမီးဘွားကနေပြီးတော့နေခဲ့ရတဲ့ဒီအမျိုးသမီးလေးဟာအဝတ်အစားနဲ့ပတ်သက်လာလို့ရှိရင်သူ့စိတ်ထဲမှာကောင်းတာမှဝတ်ချင်တယ်ဆိုတာကိုမထားဘဲနဲ့အညံဆုံးအဝတ်ကိုမှရွေးပြီးတော့ခေါင်းမတဲ့အဝတ်နဲ့တစ်သလုံးနေသွားမယ်လို့စိတ်ကိုဆုံးဖြတ်ထားသည့်အတွက်ကြောင့်ခေါင်းမတဲ့အဝတ်သင်္ကန်းများပန်းတကူသင်္ကန်းများကိုသာအမြဲတမ်းဝတ်ယုံလေးရှိလို့မြတ်စွာဘုရားကတန်ခပရိသတ်ဘေကုဏီပရိသတ်လူပရိသတ်အလယ်မှာခိတဂေါရမီဆိုတဲ့ဘေကုဏီမလေးကိုဣတရက်ပွဲတူးဖြင့်ချီးကျူးမြောက်စားပါတယ်ဒီနေရာမှာသူ့ရဲ့စုပန်မှုဟာပြည့်စုံသွားတာဖြစ်ပါတယ်နော်ဒါကြောင့်မို့လို့ခိတဂေါရမီရဲ့ဘဝဟာဒီအချိန်မှာမှတ်တမ်းအရပြောမယ်ဆိုလို့ရှိရင်ကဘာတသိန်းကစပြီးတော့ဇာတိရခဲ့တဲ့အမျိုးသမီးကတ္တဗဗျာဆောဘုရားလက်ထက်မှာလည်းပဲတရားဓမ္မတွေကိုကျင့်ကြံကြိုးကုပ်တဲ့အမျိုးသမီးဂေါတမမြတ်စွာဘုရားလက်ထက်တောင်မှပဲဘဝဟာအမျိုးစုံကြုံတွေ့ရပြီးလောကရဏနေနဲ့ကြုံတွေ့ရပြီးနောက်ဆုံးမှာတရားတို့တရားမြတ်ကိုရရှိသွားတဲ့ဒီထေရီဘိက္ခုနီမအဖြစ်ယဟန္တာဘိက္ခုနီမအဖြစ်ရောက်သွားရုံမျှမကဣတရက်ဘွယ်တူဖြင့်ချီးကျူးခံရတဲ့ဘိက္ခုနီမတစ်ပါးဖြစ်သွားတယ်သာသနာတော်မှာနေသွင်လလင်ထင်ရှားတဲ့အမျိုးသမီးတစ်ပါးအဲ့ဒါဟာပါရမီရှင်ရဲ့ဘဝပါပဲတဲ့နော်ဒါကြောင့်မို့လို့ဘုန်းကြီးတို့တွေဟာအခုလိုပါရမီရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ဘဝကိုတူးယူအားကြပြီးတော့မိမိတို့လည်းပဲဒီဘဝသိတတ်တဲ့ဘဝမှာပါရမီတွေပြည့်အောင်ကြိုးစားအားထုတ်ကြမယ်လို့ကိုယ်စီစိတ်ထားပြီးတော့ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိသာတဗ္ဗေတမုဟတာအာဇရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောက်ကင်းပြောက်ကြည်တရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရအနာကြရကုန်သောကြောင့်ဝိသာတဗ္ဗေပူဇာညစ်နောက်ကိလေသာအစရတောဟုသမျှတို့သည်သမုဂတပိဉ္ကြဘက်တွင်ရေမတင်တဲ့ကဲ့သို့ကင်စင်လွင်ပြောင်းပေမရောက်အောင်ပယ်ဖြောက်အပ်ကုန်သည်ဟောတုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်သေးခြင်းလဲရှင်းထသောဒီတိဘဝံကိလေသာဟုပုခတ်သိင်ကင်းခြင်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်ဤမြို့တော်သို့
ဒါရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအဆင့်ဆင့်မြင့်လည်းမြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း